logistic regression ဆိုတာ data science မှာအခြေခံကြပြီးအသုံးများတဲ့ tool တစ်ခုဆိုတာသိကြမှာပါဒါပေမဲ့သူ့ရဲ့နောက်ခွဲက Z-Lang ကထင်ထားတာထက်အများကြီးပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတာတော့သိကြလားအန်ဩစရာအလက်အပြောင်းနဲ့ပြည့်နေတဲ့သူ့ရဲ့ရာဇဝင်ကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြအောင် တည်ရင်ကောင်းစချီယာဇူဘယ်ဂျီယမ်ပြီးတော့ကို email ထက်က spam filter ဘလို့မှဆက်လို့မရဘူးလို့ထင်ရတယ်မလားဒါမှတကယ်တမ်းတော့ဒီသုံးခုလုံးကိုချီနှောင်ထားတဲ့အင်မတန်အစွမ်းထက်တဲ့တင်ချာ idea တစ်ခုတည်းရှိပါတယ်အဲ့ဒါဘာဖြစ်မလဲကဲအချိန်ဆက်ထဲဝင်ပြီးတော့စခိုးရစုကိုပြန်သွားကြည့်ကြအောင်အဲ့ဒီချိန်တုန်းကပေါ့စရင်အေးပညာရှင်တွေခေါင်းစားနေရတဲ့ပုစာကြီးတစ်ခုရှိတယ်အဲ့ဒါကတော့လူဦးရေကဘယ်တိုးပွားလာတယ်လဲဆိုတာကိုတိကျကျပုံစံထုတ်ပြဖို့ပါပဲအဲ့တုန်းကသူတို့သုံးနေတဲ့ model က exponential growth လို့ခေါ်တဲ့ model ပါဒီ model ရဲ့ပြဿနာကဘာလဲဆိုတော့လူဦးရေကအကန့်အသတ်မရှိတက်သွားမယ်လို့ခံမှန်းနေတာပဲဒါလက်တွေ့မကြဘူးလေဟုတ်တယ်မလားတကယ်လောကမှာတော့အစားအစာနေရာရေစတဲ့အရင်းအမြစ်တွေကကန့်တက်ချက်ရှိတော့လူဦးရေကအတိုင်းအတာတစ်ခုရောက်ရင်တိုးနှုံးကနေသွားရမှာပေါ့ညာဘက်က S curve ပုံစံမျိုးပေါ့အဲ့ဒီ exponential growth model ကမာနေတယ်ဆိုတာကိုပထမဆုံးတတိထားမိခဲ့တာကတော့ Belgium saying in ပညာရှင် Adolf Kutteli ပါပဲသူကတီးတယ်ဒါပေမဲ့ပိုကောင်းတဲ့ model ကိုတော့သူကိုယ်တိုင်မဖန်တီးနိုင်ခဲ့ဘူးဒါနဲ့ပဲသူရဲ့တပည့်တယောက်ကိုဒီပြဿနာအတွက်ပိုကောင်းတဲ့နည်းလမ်းတစ်ခုရှာကြည့်စမ်းကောဆိုပြီးတောင်းပေးလိုက်ပါတယ်အဲ့မှာတင်ကျွန်တော်တို့ဇလန်ရဲ့ပထမပိုင်း hero ဖြစ်တဲ့ Pierre-François Verheugen ဆိုတဲ့လူပေါ်ထွက်လာတော့တာပါပဲသူကဒီပြဿနာကိုဖြေရှင်းဖို့တကယ်ကိုလက်ပါဘူးသိတတ်တဲ့အဖြေတစ်ခုကိုရှာတွေ့ခဲ့တယ် Verheugen တီထွင်ခဲ့တဲ့အရာကတော့ logistic function လို့ခေါ်တဲ့တင်ချာ function တစ်ခုပါပဲသူ့ရဲ့အဓိကအားသာချက်ကအခုမြင်နေရတဲ့ S shape မြင်းကွေးလေးပဲဒီမြင်းကွေးကဘာကိုပြနေလဲဆိုတော့အစပိုင်းမှာတိုးနှုံးကမြန်တယ်ဒါပေမဲ့အရင်အမြင့်တွေနေလာပြီးကန့်သက်ချက်နာကိုရောက်လာတာနဲ့တိုးနှုံးကပရှီးပြင်းနဲ့နေသွားပြီးတင်းငိမ့်သွားတယ်ဆိုတဲ့တဘာဝတရားကိုတင်ချာနည်းအရာပုံဖော်ပေးလိုက်တာပါတော်တော်လက်တွေ့ကျတယ်နော်ဒါပေမဲ့ဝိုင်းနေစရာကောင်းတာဒီလောက်ထက်မြက်တဲ့ full house ဟာကျမရဲ့အခြေအနေကြောင့်အသက်ငငယ်လေးနဲ့ပဲကွယ်လွန်တော့ခဲ့အဲ့ဒီမှာတင်သူ့ရဲ့တော်လန်တဲ့တီထွင်မှုကြီးကလည်းသူ့နဲ့အတူလောကကြီးကနေပျောက်ကွယ်သွားခဲ့ရတယ်နှစ်ပေါင်း80ကျော်လောက်အထိဘယ်သူမှသူ့ကြောင့်သူ့ရဲ့ logistic function ကြောင့်မသိရပါဘူးတကယ်ကိုညမျောစရာကောင်းတဲ့အဖြစ်ပဲပါကဲဟုတ်ပြီအချိန်ဆက်ကိုခလုံးနေပြီးတော့ရှေ့ကိုအများကြီးခုံလိုက်ကြရအောင်1920ပြည့်နှစ်ဒီစီကိုပေါ့ဒီမှာတင်ဘဟုတ်ရှစ်မေလျော်ခန်ဇလန်ကမထိမှတ်ထားတဲ့အလေးပြောင်းတစ်ခုနဲ့ပြန်ပြီးအတက်ဝင်လာပါတယ်အမေရိကန်ကသူသေးစီနဲ့ရော Raymond Barron နဲ့ Lower Reed ပေါ့သူတို့ကအမေရိကန်ရဲ့လူဦးရေတိုးနှုန်းကိုလက်လာနေရင်းနဲ့ဟိုးရင် Verheugen လုတ်ခဲ့တယ်လို့ပဲအဲ့ဒီ S-curve မြင်းကွဲကိုသူတို့ကိုယ်တိုင်တီးတန့်ပြန်ပြီးတော့ for ထုတ်နိုင်ခဲ့ကြတယ် Verheugen ဆိုတဲ့လူရှိခဲ့မှန်းတော့သူတို့မသိခဲ့ကြပါဘူးဒီနေရာမှာပညာရဆိုင်ရာ drama လေးညမဲရှိတယ်သူတို့ရဲ့တွေးရှိမှုကိုကျင်ညာပြီးတဲ့နောက်မှာတခြားပညာရှင်တွေကဟေးဒီ idea ကအသက်မဟုတ်ဘူးလွန်ခဲ့တဲ့နှစ်80ကျော်က Verheugen ဆိုတဲ့လူတွေအောင်လှုပ်သွားခဲ့ပြီးသားဆိုပြီးထောက်ပြကြတယ်ဒါပေမဲ့ Pro နဲ့ Reed တို့ကချက်ချင်းအတိအမှမပြုခဲ့ဘူးနောက်ပိုင်းကျမှနဲ့အနေနဲ့ကျမှ Verheugen ရဲ့စာတမ်းတွေကကြာမြင့်စွာမေ့လျော့ခံနေရတယ်ဆိုပြီးဝန်ခံခဲ့ကြတာပါအခုလာမှာကဒီဇလန်တစ်ခုလုံးရဲ့အရေးအကြီးဆုံးအလက်အပြောင်းအဖြစ်ဆုံးအပိုင်းပါပဲလူဦးရေဘယ်လောက်ရှိလဲဆိုတာကိုရေတွက်ခုသုံးတဲ့မြင်းကွေးတစ်ခုကနေအဖြစ်တစ်ခုဖြစ်နိုင်ခြေဘယ်လောက်ရှိလဲဆိုတာကိုခံမှန်းတဲ့ model တစ်ခုဖြစ်ဘယ်လိုများပြောင်းလဲသွားခဲ့တယ်လဲဒါကတကယ့်ကိုညံကြီးတဲ့အပြောင်းလဲပါစဉ်းစားကြည့်လေလူဦးရေကန့်သတ်ချက်ကိုအတွက်တဲ့ function တစ်ခုကနေ email တစ်ဆောင်က spam ဖြစ်လား spam မဟုတ်ဘူးလားဆိုတာလိုမျိုးအဖြေတစ်ခုပဲရှိတဲ့ကိစ္စရပ်တွေရဲ့ဖြစ်နိုင်ခြေကိုဘယ်လိုလုပ်ပြီးခံမနိုင်မှာလဲအဖြေကတော့ဒီမှာပါတော်တော်လေးကိုရိုးရှင်းပြီးထက်မြက်တယ်ဘယ်ဘက်ကမူလ idea ကိုကြည့်အပေါ်ဆုံး limit ကလူကြီးအများဆုံးကိုကိုစားပြုတယ်ညာဘက်ကခက်တဲ့ idea မှာကြတော့အဲ့ဒီအပေါ်ဆုံး limit ကိုပဲ probability မှာအများဆုံးဖြစ်နိုင်တဲ့တန်ဖိုးဖြစ်တဲ့1ဒါမှမဟုတ်100%တေချာမှုအဖြစ်ပြောင်းပြီးအဲ့ဒီပဲဖွင့်လိုက်တာပဲလူကြီးကန့်သက်ချက်ကနေဖြစ်နိုင်ခြေကန့်သက်ချက်အဖြစ်ပြောင်းလဲလိုက်တဲ့အတွေ့ခေါ်ပါအဲ့ဒီလိုအတွေးခေါ်အလဲပြောင်းကနေရှင်းဒီနေ့ခေတ်ကျွန်တော်တည်တဲ့ logistic regression ဆိုတာမွေးဖွားလာခဲ့တာပါပဲသူကဘာလို့ပြလဲဆိုတော့အောင်တာရှုံးတာနိုင်တာရှုံးတာ spam ဖြစ်တာမဖြစ်တာစသဖြင့်အဖြေတစ်ခုပဲရှိတဲ့ကိစ္စရပ်တွေမှာအဖြေတစ်ခုခုဖြစ်လာဖို့ဖြစ်နိုင်ခြေဘယ်လောက်ရှိလဲဆိုတာကို y နဲ့ 0 ချာကကင်းကနက်တစ်ခုနဲ့ for ပြပေးတဲ့အစွမ်းထက် model တစ်ခုဖြစ်လာခဲ့ပါတယ်ဟုတ်ပြီဒါဆိုရင်အခုလက်ရှိသုံးနေတဲ့ logistic regression ကတော့ဒီလိုမော်ဆန်တဲ့ခန့်မှန်းမှုတွေကိုဘယ်လိုလုပ်ဆောင်နေတာလဲ
သူ့ရဲ့အတွင်းပိုင်းကိုနည်းနည်းရိုးရှင်းအောင်ရှင်းပြကြည့်အောင် အထူးကစိန်ခေါ်မှုကဒီမှာပါကျွန်တော်တို့မှာ input တွေဥပမာ email တစ်စောင်းမှာပါတဲ့စာလုံးတွေရှိတယ်အဲ့ဒါတွေကို linear equation တစ်ခုတည်းထည့်တွက်လိုက်ရင်အဖြေကအပေါင်းဘက်မှာအဆုံးမရှိအနှုတ်ဘက်မှာအဆုံးမရှိဘယ်ကိန်းကနမဆိုဖြစ်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့လိုချင်တဲ့ probability ဆိုတာက witness ဆက်ချမှာပဲရှိရမှာလေဆိုတော့အကန့်အသတ်မရှိတဲ့ကိန်းတစ်ခုကို witness ဆက်ချတဲ့ရောက်အောင်ဘယ်လိုညှစ်ထည့်မလဲဒါကအထူးကမေးခွန်းပဲ အဖြေကတော့အဆင့်3ဆင့်နဲ့တရာခင်းလိုက်တာမှာပဲပထမဆုံး input တွေအကောင်လုံးကိုပေါင်းပြီး linear score တစ်ခုကိုတွက်လိုက်တယ်ဒီ score ကဘယ်ကိန်းမဆိုဖြစ်နိုင်တယ်ဒုတိယအဆင့်မှာဒီ score ကို odds လို့ခေါ်တဲ့အလဲထားမှုအချို့အဖြစ်ပြောင်းလိုက်တယ် odds ဆိုတာကဖြစ်နိုင်ခြေကိုမဖြစ်နိုင်ခြေနဲ့စားထားတာပါနောက်ဆုံးအဆင့်မှာတော့ကျွန်တော်ရဲ့ဇလိုက်ကျော် logistic function ကြီးကအဲ့ဒီ odds ကိုယူပြီးတော့ win နဲ့ဆက်ကြားက probability term ဟိုလည်းဖြစ်အချောတက်ပြောင်းလဲပေးလိုက်တာပါပဲ အဲ့ဒီအဆင့်3ဆင့်ကိုပေါင်းလိုက်တဲ့အခါမှာတော့ဘယ်လို input တွေပဲဝင်လာဝင်မလားအဖြေကိုရှင်းလင်းပြတ်သားတဲ့ probability တစ်ခုအဖြစ်ထုတ်ပေးနိုင်တဲ့တကယ်ကိုလှပပြီးတေးတက်တဲ့ပုံတင်နည်းတစ်ခုကိုရရှိလာတာပေါ့ ကဲဒီလောက်ဆိုရင်ဒီထင်ရှား idea လေးတစ်ခုရဲ့မယုံနိုင်စရာခီးရှည်ဤကိုအစဆုံးမြန်မာသွားလောက်ပြီးထင်ပါတယ်သူ့ရဲ့ဘဝစကြောင်းကိုအနစ်ချုပ်ပြန်ကြည့်အောင် 19ရာစုမှာလူဦးရေပြစ်တမန်ကိုဖြည့်ရှင်းဖို့မွေးဖွားလာခဲ့တယ်။ပြီးတော့နှစ်ပေါင်း80ကျော်လောက်မီလီယံခန့်ဘဝနဲ့ပျောက်ကွယ်သွားခဲ့တယ်။20ရာစုရောက်တော့မှပြန်လဲရှားဖွေတွေ့ရှိခံရပြီးရွယ်ချက်အသစ်နဲ့အသက်ပြန်ဝင်လာခဲ့တယ်။အခုဒီနေ့ခေတ်မှာတော့ machine learning ရဲ့အခြေခံအကျဆုံးနဲ့အစွမ်းထက်ဆုံးတိုးတွေခေတ်ကတခုအဖြစ်ရပ်တည်နေပါတယ်။တကယ်ကိုအံ့ဩစရာခရီးပါပဲ။ ဒီဇလန်ကကျွန်တော်တို့ကိုစဉ်းစားစရာတခုပေးသွားပါတယ်အခုလက်ရှိမှာသုံးမဝင်ဘူးခိမမီတော့ဘူးလို့ထင်ရတဲ့တခြား idea အဟောင်းတွေဤပညာအဟောင်းတွေထဲမှာအနာဂတ်ကိုပြောင်းလဲပြဖို့အတွက်အချိန်အခါကောင်းကိုပဲစောင့်ဆိုင်းနေတဲ့နောက်ထပ် logistic function တွေဘယ်လောက်များများရှိနေနိုင်အောင်မလဲ